ဒါကတော့စင်ရဲသားဆိုတာလုံးဝမရှိတဲ့နိုင်ငံတစ်နိုင်ငံပါပဲအလုံးမလုံးချင်ရင်တော့ဘာမှလုပ်ဆရာမလိုတဲ့နိုင်ငံမျိုးပေါ့ဒါပေမဲ့အလုံးလုံးမဲ့လို့သာရွေးချယ်လိုက်ရင်တော့အမိုက်စားလားစာအများကြီးရမှာဖြစ်ပါတယ်ပြီးတော့ဒီနိုင်ငံဟာကဘာပေါ်မှာ73စီစိန်နှုန်းကတောက်ရည်ထက်တောင်ပိုတက်တာတဲ့တခုတည်းသောနိုင်ငံလည်းဖြစ်နေပြန်ပါတယ်ဒီကနိုင်ငံသားတွေဆိုရင်အလုံးလက်မဲ့ဖြစ်တာတို့စင်ရဲတာတို့ဆိုတဲ့စကားလုံးတွေကိုကြားတော့မကြားဘူးကြားပါဘူးLamborghini တို့ Ferrari တို့လိုကားတွေကိုကြွားဖို့တတ်ပဲထားတာမဟုတ်ပဲဒီကရဲတွေကတော့အလဲကျမောင်းနေကြတာပါဒီနိုင်ငံရဲ့လူမှုဖူလုံရေးခန်းစားခွင့်တွေကတော့ကမ္ဘာထိပ်တန်းအဆင့်မှာရှိနေတာပါမီဖိုး gas ဖိုးရေဖိုးတွေအတွက်နိုင်ငံသားတွေကတပြားမှပေးစရာမလိုတော့ပါပဲဘာလို့လဲဆိုတော့အစိုးရကအကုန်လုံးကြားခံပေးထားလို့ပါပဲအစိုးရကစေကူတာစီအီတွေကိုလည်းတရားရခိုင်တော့အခက်မဲ့ထုတ်ပါပေးထားပါတယ်ပြီးတော့ကမ္ဘာတဝင်းကကြိုက်တဲ့တက္ကသိုလ်မှာပညာသွားသင်ချင်ရင်လည်းကျောင်းလာစာတွေကိုအလကားပေးထားပါသေးတယ်ဒါတင်မကသေးပဲအိမ်ဆောက်ဖို့အတွက်မြေခွက်ကိုလည်းအလကားရအောင်ပါအတိုးမဲ့ချင်းငွေတွေလည်းရနိုင်ပါသေးတယ်အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်ခလေးမွေးတာပဲဖြစ်ဖြစ်အစိုးရစီကနေအထောက်ပံ့ကြေးအများကြီးရရှိမှာပါဒီနေရာကဘလောက်တောင်လုံးကြုံလဲဆိုရင်အိမ်တစ်ခါတွေကိုလောင်ဖွင့်ထားခဲ့လို့ရတဲ့အထီပါပဲပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေပဲအခွင့်ဆောင်ဖို့လိုအပ်တာပါဒီလောက်အံ့ဩစရာကောင်းတဲ့နိုင်ငံကတော့ကာတာနိုင်ငံပဲဖြစ်ပါတယ်